สวยงามจริงๆน้ำตกสวยงามมากเลยครับสวยงามมากเลยวิวนี่ครับဝင်ကျကတော့တယောက်ကိုလက်စီပေးရပါတယ်ခင်ဗျာကဲကျွန်တော်တို့အပေါ်တက်ပြီးတော့အထက်ကိုဝင်ကြည့်ကြရအောင်ကဲအခုဆိုရင်အပေါ်ထက်ကိုတွန်းနေပြီအချင်းမှာပြရလာတော့မသိဘူးဒီဟာတော့ထဲပေါက်ပဲဖြစ်ပါတယ်ที่แบบใหญ่สุดที่เอาแบบใหญ่สุดเป็นอยู่หน้าสุดโอ้ตายละนองอยู่หน้าแต่ก็เดี๋ยวอ่ะเดี๋ยวมันจะแม่เขาไงของเป้าไปอยู่หน้าสุดเรียนแล้วมาได้เธอก็ใช้ผ้าหนึ่งได้ถ้าใครเวลาใคร လူများတော့လူတွေများတယ် มาได้ไม้ ညာတော့ โอเค ဒါဆိုရင်ဖယားကိုဖယားဖုတ်မယ်ဖယားဖုတ်မယ်ကဲဒီမှာအပေါ်မှာကြည့်ပြမယ်သူတို့လှုပ်ထားတာဒီမှာလှနေတယ်သက်ပဲမတွေ့လားဒီမှာကြည့်